သားတို့သမီးတို့ရေဒီနေ့စေတနာပုံပြင်လီနားထောင်ကြမယ် ခါတော့ကအဖို့အိုတယောက်ဟာမိမိ၏ချန်စီယိုနာတွင်မြေကိုတူးဆွကတရက်ပြစ်ပုံလေးများကိုစိုက်ပျိုးနေတဲ့ အိမ်ရှိမြင်သားဒေါကစားထွက်လာစဉ်ထိုးချန်စီယိုအနာတို့ရောက်လာပြီးအဖိုးအိုလေမြင်းသားကိုဝမ်းမြောက်ဝမ်းသာခရီးဦးကြိုပြူ၍လက်ဆက်မွေးကြိုင်ချုံငင်တဲ့တရက်တီများခင်အဲခံခဲ့တဲ့မင်းသားလည်းမြင်ရှက်စွာထုံးဆောင်ပြီးတရက်တီများသုံးဆောင်ရသည်မှာလွန်စွာအရသာရှိလာသောကြောင့်မင်းသားကအဖိုးအိုအားကျွန်ုပ်တခုမေးပါရစီဟုပြောတဲ့ ကျွန်ုပ်လာစဉ်ကအဖို့ဘာအပင်ဒီစိုက်နေခဲ့တယ်လေတရက်ပင်ပငယ်များကိုစိုက်နေခဲ့ပါတယ်မင်းသား ယခုအဖိုးအသက်ဘယ်လောက်ရှိပြီလဲ ကျွန်ုပ်အသက်80ရှိပါပြီမင်းသား အဖိုးနောက်ထပ်အသက်ဘယ်လောက်ထိရှိနေအိုးမီဟုထင်ပါလဲယခုစိုက်ပျိုးနေတဲ့တရက်ပင်မှာတရက်တီးကိုအဖိုးစားရန်မျှော်လင့်နေသေးသလားမိမိအတွက်အကျိုးမရှိသည့်အလုကိုလုံနေခြင်းဟာတင့်မြတ်ပါသလားယခုမင်းသားစားလိုက်ရတဲ့တရက်တီးဟာကျွန်ုပ်ဤဘိုးဘေးများစိုက်ပျိုးခဲ့လို့မင်းသားစားလေကျွန်ုပ်စိုက်ပျိုးနေတဲ့တရက်ပင်ပေါက်တဲ့ကြီးပြင်းလာတဲ့အခါကျွန်ုပ်ဤသားသည်မြေရည်နဲ့နောင်လာနောင်သားတို့စားသွင်းနိုင်ကြပါလိမ့်မယ် အိုကပြန်ဖြေခဲ့တဲ့မင်းသားကအဖိုးအိုကြီးစကားကိုလွန်စွာသဘောကျပြီးအဖိုးရဲ့စကားဟာအင်မတန်မှတ်သားစရာကောင်းသဖြင့်အဖိုးအိုအားမင်းသားကကျွန်ုပ်မစင်းစားမစင်ကျင်ပဲပြောဆိုမိတဲ့အတွက်သီးခံပြီးပါကျွန်ုပ်ဒီနေ့ကစားပြီးတဖိုးတဲ့မကြည့်တော့ပါကျွန်ုပ်နဲ့တကွနောင်လာနောင်သားတို့အတွက်အကျိုးရှိမိအလုပ်တွေကိုလူပါတော့မယ်ဟုအဖိုးအိုအားပတ္တမြလက်စုပ်ကိုချွတ်ပြီးကြော့ကစီးတော်မြင်းကိုနှင်း၍ရွှင်လန်းဝမ်းမြောက်စွာအဖိုးအိုအနားမှထွက်သွားခဲ့တဲ့အဖိုးအိုကမင်းသားကိုကြည့်ပြီးငါ့စေရနာအတငါ့ဆိုင်ပြိုးတဲ့တရက်ပင်ပေါက်ငယ်လေးငယ်ကယခုလန်ငင်းပတ္တမြတီးတီးနေပြီဟုဝမ်းမြောက်ဝမ်းသာကျူးငင်ဟစ်ကြွေးနေခဲ့တဲ့ကွင်